လောင်းလိုက်တာကွာဟိုကလည်းပူစီခဲတိုက်ထဲသွားနေလိုက်ရှင်တော့ကောင်းတော့ကောင်းကွာညီလေးတယောက်ရှိတယ်အားကိုးရမှာမှတ်စားလိုက်တောက်လိုက်အိတ်လိုက်ဂိမ်းစောလိုက်ဂီတာလေးတီးလိုက်ဘာမှအားကိုးလို့မရတော်သေးတာဗောမိမမရသေးမိမလာရရင်သူ့မိမကိစ္စကြီးပါအကုန်လိုက်လို့ပေးနေဟဲ့ဟောပန်းကားလေးဖွင့်မရကွာရောငါအေးခံနေဟဲ့ငါပန်းကားလေးဖွင့်ပြီလို့ငါအေးခံနေတယ်လို့ဘာလဲကိုဘာလဲမင်းကခံရင်တယ်လို့ပြောနေမင်းမကြောက်ဘူးလားအခုခံရင်လို့ဟုတ်တယ်တော့ဖွင့်ပြီဟောကိုရဲ့ရာသီဥတုကဒီလောက်ပူနေအောင်ဗျာမင်းကပူလို့ဖွင့်ခိုင်းနေတာလေဟောကျွန်တော်အေးမဖွင့်နေတာမင်းယူနေလားအေးဘာလို့ဖွင့်မှာလဲပူတဲ့အချိန်မှာဖွင့်ရတာကွာဟိုကချွေးနေတယ်လေဗျာချွေးထိုးလို့ဖွင့်ခိုင်းနေတာလေကွာဟိုချွေးနေကြမကောင်းတော့ကျွန်တော်စိတ်မပါဘူးမင်းဘာပြောဟုတ်လေကိုကဘာပြောလဲဟာငါမျိုးပူလို့ပန်းကားလေးတွားဖွင့်ပြီငါအေးခံမယ်လို့ပြောနေတာဩပန်းကားလေးဖွင့်ခိုင်းတာလားဟုတ်တယ်လေအခုမှကိုသွားဖွင့်လေဟာငါမိခိုင်ကြီးနော်မင်းကောက်တာပြီးခိုင်းတာမဟုတ်ဘူးလေကျွန်တော်ဒီမှာဂီတာကျင့်နေလို့လေအဲ့ကြောင့်မို့ငါဝေးခောက်နေတယ်လေမင်းဝေးခောက်မခောက်ပါဘူးအဲ့တော့ပန်းကားလေးတွားဖွင့်မဖွင့်ဘူးမင်းများနေတော့ရောက်မင်းကလုံးပြီးတော့မင်းခုချိန်ပန်းကားလေးတွားဖွင့်လိုက်တော့ရောက်မဟုတ်လေဒီမှာဂီတာကျင့်နေလို့လေမင်းတွားမလို့ဘူးလားတော့မတွားခုတော့ဘာလဲဗျာဘာမှအားကိုးလို့မရဘူးဒီမှာဘာတိုင်းလို့ဘာမလုပ်ပါကွာအိမ်မှာနေရတာပူလို့ဒီမှာလင်းချင်းလာခံနေတာကွာအဲ့လိုမျိုးရှေ့လူကြီးပြောခဲ့ဆိုတာအယမ်းမှန်တယ်ကွာတဲ့လားအခုလိုမျိုးပူအိုက်တဲ့ຢာတိဥတုမှာအပင်တပင်ရဲ့အရှိတ်ကတကယ်တန်မိုးရှိတာကွာငါတို့ဒီပင်ရိတ်ထဲကိုရောက်လာတော့ဘလောက်တော့ငါတို့အေးချမ်းသွားတယ်အဲ့ကြောင့်ငါစဉ်းစားတာကွာဒီပင်ကိုခုတ်ပြီးတော့ငါအိမ်ယူဝိုင်းကောင်းမလားမနောက်ပါနဲ့ကွာမင်းဒီပိန်းနဲ့မင်းနဲ့ဘယ်လိုဆက်မှာတော့အော်မဟုတ်လေကွာဟိုငါစိတ်ကူးရင်ကြီးတယ်အဲ့ထောင်းပြမြို့ငါအခုလာမေးတယ်မင်းအခုအားလားမဟုတ်ကွာဘာဖြစ်လို့လဲမင်းဘာလုပ်နေလဲရင်းခံတယ်လေနောက်မြို့ကအကောင့်ပြောနေတာငါဘီယာလေးတောက်ချင်လို့ပြင်းလို့ပြင်းမြဘီယာတောက်တယ်အေးတောက်တယ်ငါပြင်းဘီယာတောက်နေတာပဲဟောတချို့လူတွေကပြင်းရင်တခြားဟာလောက်တာပါကွာမင်းကပြင်းဘီယာတောက်တယ်အေးကွာငါဘီယာတောက်ချင်လို့ပြင်းလို့အဲ့ဒါမင်းလာခေါ်တာလိုက်ခဲ့စမ်းပါကွာလားဩမလိုက်တော့ပါကွာဟဲ့ဘာဖြစ်လို့တော့မင်းဟိုဟာငါဆိုင်ရမှာအေးဘောဟာနေတော့တောက်မှာတော့မင်းလည်းနည်းနည်းတော့စိုက်ပါကွာမင်းငါဆိုင်မှာဆိုမလိုက်တော့အေးဟုတ်ပြီမင်းကလူပဲလိုက်ခဲ့ကွာငါအကုန်စိုက်ပြီမယ်လာအဲ့လိုကြောင့်အားနာတယ်မင်းနဲ့ငါနဲ့အားနာကြလူတွေမှမဟုတ်တာကွာလာတော့မလားငါဘီယာတောက်ချင်တော့ကွာပြင်းလို့လိုက်ခဲ့စမ်းငါအများကြီးတောက်မှာနော်တောက်ကွာမင်းကြိုက်တော့တောက်ငါကြားတော့အကုန်ရှင်းပြီမယ်ဟုတ်ပြီလားလာတော့မလားတိုက်ရအေးမင်းအိမ်မှာဘာလို့ဆရာရှိအဲ့မှာဘာမှလုံးချင်မရှိပါဘူးဘာဖြစ်လို့လဲမင်းမှာလုံးဆရာတွေပါရှိဟောပြောတော့ငါလာလုပ်ပေးမယ်ဟာမင်းအဲ့ဘာမှစိတ်မပူနဲ့အဲ့မှာငါမင်းမအကုန်ရှင်းပြီးအကုန်လုံးချရအကုန်လုပ်ပြီးသားဩအေးပါကိုရှိရပဲဘာကူညီမဲလို့နေလဲမသိဘူးနော်ဟာအဲ့မင်းလည်းဘာဆိုင်လို့တော့တော့သူထိုင်နေတဲ့ဟာမင်းမင်းရကွာဒီမှာခဏဆောင်နေရောငါဘာလို့ဝေးရမလဲမသိဘူးတော့မေးလိုက်အောင်နော်ဒီမှာခဏဆောင်အေးဟုတ်ဝေးဘာလုပ်လဲဘာမှမလုပ်ဘူးလေထိုင်နေဘာဖြစ်လို့တော့ဘာကူညီပေးရမင်းမူးနေပြန်လိုက်တော့သူကကျွဲချုံလို့ဘူးနေတာအောင်လာမလို့နဲ့ကျွန်တော်မူးရင်အလုပ်ရမ်းလုပ်ချင်တာဗျာဟိုမမူးတဲ့ချိန်ဆိုရင်အိမ်လုံးတော့ကျွန်တော်လုပ်တာမဟုတ်ဘူးနော်ဒါပေမဲ့ကျွန်တော်အခုမူးနေလို့ကိုကြီးကိုအလုပ်လုပ်ပေးချင်တာဘာလုပ်ပေးရမလဲကိုကြီးပြောတော့ကျွန်တော်အကုန်လုပ်ပေးမယ်ဘာလုပ်ပေးရမလဲကိုကြီးပြောအေးအဲ့ဆိုမင်းခံပေးမလားခံပေးမယ်ဟာဒီကောင်ဘလို့ကောင်ကြီးလဲကွာဟဲ့လူဟိုဘာလုပ်လဲဘာလို့ရမှာလဲကွာလုံးစရာရှိတယ်လှုပ်ပြီးတော့မောလို့ထိုင်နေကျွန်တော်ဘာလုပ်ပေးရမလဲမင်းတကယ်ပြောနေတာတကယ်ပြောတာဟောအိုဒီအိတ်ချောင်းလားမဟုတ်ဒီအိတ်ကငါဝတ်ထားတယ်ကွာမလျှော်ဘူးလေကွာမင်းရတယ်အော်ဘောင်းကြီးချောင်းပုံမိတဲ့ငါဝတ်ထားတယ်ကွာလျှော်စရာမလိုဘူးမင်းတကယ်လို့လျှော်ပေးခြင်းနဲ့ဆိုရင်ရေချိုးခန်းထဲမှာငါဝတ်စားရင်စိန်နာတယ်အဲ့ဒါတော့လျှော်လိုက်ဟုတ်ပြီတော့ဟုတ်သွားလျှော်လိုက်
အေး တော်ဝိချော်သွားရော ဟေး အိမ်ကလေကြည့်ရနည်းနည်းညစ်ပတ်နေနော်ဖုံဝင်တက်နေအဲ့ဒါလေဟိုတပည့်စည်းလဲပြီးတော့တန်းတန်းနိုင်ကောင်းမှာ ကောင်းတာဗောကွာတပြက်စီးလေးလဲပြီးကျန်းလေးတိုက်လိုက်တော့တန့်သွားတာဗောကွာ အော်ကျွန်တော်ခုလောက်လိုက်မှာပဲ ဟေးကောင်းတယ်ညီလေးဟာအင်းသားကြီးကညစ်ပတ်နေရတယ်ကွာတခါနဲ့တန်ရှင်းလုံးလိုက်မှာကွာဟာငါညီတကယ်အလုံးလုံးနေတာပဲကွာကောင်းတယ်ကွာကောင်းတယ် ကိုကြီးညောင်းလား ဟောညီလေးဘလို့များမေးလိုက်တာလဲကွာညောင်းတာဗောကွာဇက်ကြောဆိုလေတင်းတာပဲ ကျွန်တော်နေပေးမယ်လေ ငါညီလေးတကယ်လိမ်မာလာတာပဲကွာငါညီတော့လိမ်မာလူကပောက်ပေါ်မှာရှိလိမ့်မယ်လို့ကိုမထင်တော့ဘူးကွာနှိပ်ပေးနော်နှိပ်အာကောင်းလိုက်တာငါညီရဲ့နင်းရဲ့လက်ကတကယ်ကွာလက်ပေါက်တာပဲအာထိတယ်ကွာအကျိုးတွေကောင်းတော့ကွာကောင်းတယ်မင်းတော်မှာအသက်အရွယ်လေးရလာတော့အကိုပေါ်တိတက်လာပြီပဲကွာကျင်တတ်တယ်ကွာမင်းခုလိုမျိုးလိန်မာသွားတော့ငါတကယ်ကျင်တတ်တယ်ညီလေးနင်းချီးပေါက်လိုက် မဟုတ်ပါဘူး အကိုနှခေါင်းထဲမှာချီးစုံနဲ့ အိုးပေါက်လိုက် အကိုမပေါက်ဘူးကွာအနံ့တော့ပြင်းတယ်ကွာဒီနားမှာနေကက်နန်းနေ အော်နားပါဘောကျွန်တော်စောနာအိမ်သာတန်ရှင်းလုပ်ပြီးတော့လက်မမစေးရသေးတာ လက်မသေးလာဘူး ဟုတ်လေ အဲ့ဒါကိုမနိုင်တော့ ဟုတ်ရဝင်နေပေးပါမယ်ဟိုကလေ မလုပ်နဲ့ညီရတယ် ရတယ် ဟုတ်မလို့ ပြီးချင်လို့ပါ ဟုတ်ညီမလိုက်ပါနဲ့ညီရပါ လိမ့်ပေးပါမယ် ညီမလို့ဘူးပါ အကိုနေပါဦးကိုကျွန်တော်နေပေးမယ်အကို